每天早上1到7点钟မနက်တိုင်း9နာရီဆိုလို့ရှိရင်တဲ့他就大叫这អော်လိုက်တယ်ပေါ့နော်អော်လိုက်ပါတယ်ဒီနာရီရပါတော့အလမ်းမီရပေါ့လန်ချုံ该起床啦လန်ချုံ该起床啦လန်ချုံကလေးစီးပေါ့နော်လေးစီးပုံချွမ်းလာထချိန်တန်ပြီလန်ချုံ该起床啦အပြင်းထပါတော့ပဲအဲ့လိုမျိုးမနေ့ဆိုလို့ရှိရင်မနေ့တိုင်းမှာအဲ့လိုអော်ပါတယ်တဲ့虽然不好听还不能不感谢他နားထောင်လို့မကောင်းတော့လဲပဲပေါ့နော်虽然不好听ဒါနှိုးနေတာဆိုနားထောင်လို့မကောင်းဘူးနားထောင်မကောင်းတော့လဲပဲ还不能不感谢他သူ့ကိုကျေးဇူးမတင်လို့လဲမရဘူးတဲ့သူကျေးဇူးတင်ရသေးတယ်ပေါ့နော်နောက်မကြတော့ဘူးဆိုတော့လေ因为有了他我现在已经很少迟到了သူရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူရှိတဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်နောက်ကြတာအရန်ကိုရှားသွားပါပြီတဲ့ဒါကသူနော်မနေ့တိုင်းသူရှင်းလိုက်ထားတဲ့ဟာကိုထားဖို့အတွက် used to မဖြစ်သေးတဲ့ဟာကိုပြောတယ်နောက်တစ်ခုသူက我还有一件不习惯的事就是打招呼အဲ့ဒါဗာလဲဆိုတော့我还有一件不习惯的事နောက်ထပ်သူ不习惯မရင်းသေးတဲ့ used to မဖြစ်သေးတယ်ပေါ့နော်ကျင်သားမရသေးတဲ့ဟာတစ်ခုရှိသေးတယ်အဲ့ဒါကတော့就是打招呼ဒါကတော့နှုတ်ဆက်ခြင်းပဲဖြစ်တယ်တဲ့လူတွေကိုနှုတ်ဆက်တဲ့ဟာပေါ့နော်အဲ့ဒါကိုလဲသူကမရင်းနှီးပါဘူးတဲ့အဲ့ဒါဘယ်လိုတွေမရင်းနှီးရလဲဆိုတာနောက်တစ်ခုမှဆက်ပြောမယ်နော်